ရှေ့ဦးစွာမပေးကြမဲ့တိုင်လူကြီးကနေတကွာ operator တကယ်ချင်းရောက်ချင်းစားအရောက်စီတိုင်းပေါ်မင်္ဂလာပါလို့နှုတ်ဆက်တာလုပ်ပါတယ်ဒီနေ့ကျွန်တော်တို့ရှင်ပြန်သွားမယ်ပြဆက်တော်လေးကတော့ရှင်တို့ကခန်းကြီး15ပိုင်းငယ်7ကနေ30နဲ့တည်ရှင်ပြန်ဒီဖို့ပြဆက်ပြတော့တာဖြစ်ပါတယ်ရောက်စီအရောက်ချင်းစီတိုင်းကြီးရှုချင်းအဖြစ်တုံ့တက်ဆင်ခြင်းနိုင်ကြပါစို့တစုံတယောက်တော်သူသည်တားမြောက်ရှိ၏တားအငယ်သည်အဘထံသို့သွား၍အဘကျွန်တော်ရထိုက်တော်မွေဥစ္စာကိုဝေ၍ပေးပါဟုတောင်းပန်လေအဘသည်ဥစ္စာများကိုဝေ၍တားတို့အားပေးလေ၏ထို့နောက်များမကြာတားအငယ်သည်မိမိဥစ္စာများကိုသိမ်းယူ၍ဝေးစွာသောပြည်သို့သွားပြီးလင်ထိုပြည်မှာကာမဂုဏ်၌လွန်ကျူးသောအဖြစ်ဥစ္စာပြုံးသည်၍ရှိမြကုန်သောအခါထိုပြည်၌ကြီးစွာသောအစာခေါင်းပါခြင်းဖြစ်၍သူသည်အလွန်ဆင်းရဲခြင်းသို့ရောက်၏ထိုအခါပြည်သားပြောင်းထံသို့သွား၍အစင်ခံနေဝတ်တို့ကိုကြောင်းစေခြင်းကသူသခင်သည်တော်သို့ဆေလွတ်သည်ဖြင့်ကျွန်တော်တို့လေးပေးပါတော့အစင်းစားလိုက်အစားလေးပြီးဒီကွာခကေတော့ကွာโอเคနာဝနာကပ်တော့သူဒီအစားတော့ပေးတော့ကိုစားချင်တဲ့မမလျက်နေရ၏အဘေသူမြအစာကိုမကြွေးထိုအခါတတိယနေ့ငါအဘရဲ့အိမ်၌အခစားတော်သူများတို့သည်ဝါစွာစားရကြ၏ငါမူကားဤပြည်၌တေအောင်ငါခံရ၏ငါထ၍အဘထံသို့သွားမည်အဘကျွန်ုပ်သည်ဖျားသခင်ကို၎င်းကိုရောကို၎င်းပြစ်မှားမိပါပြီယခုမှဆ၍ကိုရော၏တားကို၍ခေါ်ခြင်းကိုမခံထိုက်ပါသူ900ရက်၌ကျွန်ုပ်ကိုထားတော်မူပါဟုဟို၍အကြံရှိသည်နှင့်ထ၍အဘထံသို့သွားလေ၏သွား၍ဝေးသေးသောအခါအဘသည်သူ့ကိုမြင်ပြီးတနာသောစိတ်ရှိသည်နှင့်ပြေးသွား၍တား၏လူပင်ကိုပိုက်ဖက်လျက်နိုင်ရှုပ်လေ၏တားကလည်းအဘကျွန်ုပ်သည်ဖျားသခင်ကို၎င်းကိုရောကို၎င်းပြစ်မှားပါပြီယခုမှစ၍ကိုရောဤတောင်းကိုခေါ်ခြင်းကိုမခံထိုက်ပါဘူးဆိုရင်အဘကမြတ်တော်ဝလုံကိုယူခဲ့ကြရေခဲ၍သူ့ကိုခြုံကြသူဤလက်၌လက်စွပ်တစားကိုဆင်ကြခြေနှင်းကိုလည်းစီးစေကြ
စူအောင်ကျွေးသောနွားကလေးကိုယူ၍တတ်ကြတုံးပြီးမှငါတို့သည်စားကြကုန်၏ပြုံမွေ့ခြင်းကိုပြုကြကုန်၏ငါသားသည်အထက်ကတည်၏ယခုရှင်ပြန်၏အထက်ကပြောက်၏ယခုတွေ့ပြန်၏ဟုအစေပါတို့ကိုဆိုပြီးမှ ထိုသူအပေါင်းတို့သည်ပျော်မွေ့ခြင်းကိုပြုကြ၏ တာအကြီးသည်တောင်ယာကလာ၍အေးအနီးသို့ရောက်သောအခါကချင်းဒီမောင်ချင်းအတန်ကိုကြားလျင်ငေသားတယောက်ကိုခေါ်၍အပေတို့သောအချင်းအရာမည်ဟုမေး၏ငေသားက တခင်၏ညီသည်ရောက်လာပါပြီဘေးနှင့်ကင်းလွတ်လက်ရှိသည်ကိုအပတွေ့သောကြောင့်စူအောင်ကျွေးသောနွားကလေးကိုတတ်ပါပြီဟု ပြောဆို၏တာအကြီးသည်အမျက်ထွက်၍အိမ်သို့မူပေနေ၏အဘသည်သူစီတို့တွား၍ချုံမောလာ၏ တာအကြီးကလည်း အကျွန်ုပ်ဒီကာလကြာရှည်စွာအဘရဲ့အစီကိုခံပါပြီအဘရဲ့အလိုကိုတစ်ခါမျှမလွန်ကျူးပါတိုးတော်လဲကျွန်ုပ်ဒီအဆွေနဲ့အတူပြုံမွေးခြင်းကိုပြုစေခြင်းကအဘေတူဒီစိတ်လေးတစ်ကောင်ကိုတစ်ခါမျှမပေးပြီးတစားမိမတို့နဲ့ပေါင်းဖော်၍မိမိဥစ္စာကိုဖြုံတော့ဤတားငယ်ရောက်လာတော့အခါမူကားအဘဒီစူအောင်ကျွေးလို့နွားကလေးကိုတတ်နေပြီတကားဟု ဆို၏အဘကလည်း အာသာဒီမီအာသာမစီနီနာဤဥစ္စာရှိတဲ့များဒီဤဥစ္စာဖြစ်၏ဒီဤမူကားအထက်ကဒီယခုရှင်ပြန်၏အထက်ကပြောက်၏ယခုပြန်၏ထို့ကြောင့်ပြုံမွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏ အဘဆို၏ဟုမေးတော်မူ၏ maximum 12 puro ganyan no soyama Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn မှာအကြောင်းဖြစ်ပါတယ်ဒီအကြောင်းအရာလေးမှာဆိုရင်ဘုရားသခင်ကသူ့ရဲ့မေတ္တာဘယ်လောက်ကြီးမားတယ်ဆိုတဲ့အကြောင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်သူကပျောက်တော့တာဖခင်ကသူ့ရဲ့တာအပြစ်သေးနေမွနေတော့ညာလည်းပဲပြန်လာတဲ့အခါမှာဆူငေါ့ချင်းမပြုတ်ဘူးအပြစ်မပြောဘဲနဲ့သူ့ကိုနှွေးထွေးစွာကြိုးဆိုခဲ့တယ်ဒီလိုပဲကျမတို့ဘိုးကိုယ်ရဲ့ဖခင်ဟာလည်းပဲကျမတို့အပြစ်တွေလုပ်တယ်ဒါပေမဲ့သူကအမြဲတမ်းခွင့်လွှတ်တယ်နောက်သားနဲ့ပြန်လာတဲ့သူကိုကြိုးဆိုတယ်လက်ခံတယ်ဆိုတဲ့အရာကိုဒီပြဿနာတို့အဖြစ်သင်ခန်းစာပေးတာဖြစ်ပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းတဲ့ပါစေ